ကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးများအားလုံးမင်္ဂလာပါနော်စနေသားသမီးများအတွက်ဗတ်စဉ်တောက်တန်နေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်နမိတ်ကိုတဲတော်က9ကချပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်အဲ့တော့အကြောင်းမျိုးနဲ့ယူရမင်္ဂလာကြောင်မလာနိုင်ဘူးဒါပေမဲ့ဘေးရင်မေးခြင်းတယ် online ကနေပြီးတော့ဟောတဲ့မှာခြင်းတယ်ဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာလို့ရပါတယ်ဟိုအိမ်အောင်တွေ့ခြင်းတယ်ကားအောင်တွေ့ခြင်းတယ်နော်နိုင်ငံခြားအမြန်သွားခြင်းတယ်အကြောင်းမျိုးနဲ့ထင်ခေါ်ကြံ့ကြနေတဲ့ကိစ္စတွေရှိတယ်အဲ့ဒီကိစ္စတွေအတွက်ရေရာအကူအညီတွေတောင်းနေတယ်ဆိုရင်လည်းကျွန်တော်ရဲ့ Viber နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့အကူအညီတောင်းခံနိုင်ပါတယ်။နောက်ဘာသာကြီးမင်းသိင်္ဂရဲ့အကြီးနဲ့ပြီးတော့ပြီးပေါက်တဲ့ပရိလေးတွေနောက်ကျွန်တော်ကိုယ်တိုင်စီရင်ထားတဲ့ဝါစိမ့်နေအဆောင်လက်ပတ်လေးတွေဝါစိမ့်နေလက်ဖွဲ့ဆက်လွယ်ကျိုးရဲ့ဒါတော့ဝါစိမ့်နေအင်းစမဖျောင်းနိုင်လေးတွေဒါတော့ရတနာဒီပန်ဖျောင်းနိုင်ပေါ့နေနံလိုက်ကိစ္စလိုက်ထွန်းကြီးရတဲ့ဖျောင်းနိုင်နောက်ဇီးသားရောင်းမလေးတွေဒါလေးတွေပေါ့ဗျာတမနာပေါင်းတော့အဲ့ဒီအဆောင်ရရာပစ္စည်းလေးတွေအလို့ရှိတယ်ဆိုရင်လည်းလာနိုင်တော့ချမ်းမလာဝယ်လို့ရပါတယ်မလာနိုင်ဘူးဆိုရင်လည်း Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါတယ်เนาะကျွန်တော်ရဲ့ Viber နံပါတ်ကတော့3996923959လုံးခုနှစ်အဲ့ဒီနံပါတ်လေးသုံးပါတယ်နောက်ငါတို့ကနံပါတ်အဟောင်းဖြစ်တဲ့3999200029ဆိုတဲ့နံပါတ်ကိုလည်းအသုံးပြုပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်เนาะစနေသားသမီးတွေအတွက်ကြာလာတဲ့တေရောနမိတ်တွေကိုပထမဆုံးပြောပါမယ်ပေါ့နော်။နံပါတ်1ကငွေကြေးနဲ့ပတ်သက်တာပေါ့။စနေသားသမီးတွေရဲ့ကံတရားမှာအကောင်းဆုံးပေါ့။ဒီတေရောက9ကတ်ကိုကြည့်လိုက်တဲ့ချိန်မှာအရင်တိတာထင်ရှားစွာနဲ့ကောင်းနေတဲ့နမိတ်ကဆိုရင်တော့ငွေကြေးနဲ့ပတ်သက်တဲ့ကံပါ။ငွေကြေးနဲ့ပတ်သက်တဲ့ကံတော်မှာကျတော့ဒဆန်းနဲ့ဒဆန်းဆိုတာ naming ကပေါ့နော်။ naming ရဲ့သဘောကထုံးလင်းတဲ့သဘောဖြစ်တယ်။တောက်ပတဲ့သဘောဖြစ်တယ်။အဲ့နေမင်းလင်းအောင်မှာအောက်မှာပန်းတွေဖူးပွင့်ဝေစာနေတဲ့သင်္ကေတနမိတ်ဖြစ်တယ်။နောက်နေမင်းရဲ့သားတော်ကပျော်ရွှင်မြူးတူးနေတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်။အဲ့တော့စနေသားသမီးတွေဒီကာလတွေမှာငွေကြေးနဲ့ပတ်သက်တဲ့ကံစားတာတွေတော်တော်လေးကောင်းနေတတ်ပါတယ်။ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရတတ်တယ်။ငွေကြေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေဟာပြေလည်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဆုံးမလို့ဖြစ်နေတဲ့ငွေတွေပြန်ပြီးတော့ဝင်လာတတ်ပါတယ်။ကြောက်ခဲကိုရေပေါ်ဆိုလို့ပေါ့နော်ကြောက်ခဲရေပေါ်ဆိုလို့ပေါ့အခုအနေနဲ့ဒါတွေကတော့မရနိုင်တော့ဘူးဒါမျောလင်းချက်မရှိတော့အဲ့လိုမျိုးလုံးဝဖြစ်နေတဲ့အခြေအနေကနေပြီးတော့ပြန်ပြီးတော့သတင်းကောင်းတွေကြားမယ်အခြေအနေကောင်းတွေကြားမယ်အပူနေကောင်းတွေရတတ်နောက်ငွေသေးနဲ့ပတ်သက်တဲ့အခက်အခဲကြုံနေတဲ့စနေသားသမီးတွေအတွက်ဒီကမှာထူးခြားတာကတော့ရုတ်တရက်အရန်ဟိုပဲတန်ဝါစရာကောင်းတော့တဲ့အကူအညီတွေဝင်ရောက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတော်တော်လေးကောင်းပါအဲ့တော့ကျမ်းမာရေးကတော့ဒုလို့လင်တော့စိုးစိုးရွားရွားအញ្ញံခိုက်တွေတီတီမမအញ្ញံခိုက်တွေမရှိပါဘူးကျမ်းမာရေးကံတာလည်းဒါကောင်းတယ်လို့ယူဆရမယ့်ကံကြမ္မာမျိုးရှိတယ်ဒါတော့ကျမ်းမာရေးညံ့နေတော့ကျမ်းမာရေးပြန်ပြီးတော့တောင်းနိုင်တယ်အလုံးနဲ့ပတ်သက်တဲ့နမိတ်မှာကျတော့တဖူးဆိုတာကျွန်တော်တို့ဗမာလိုပြောမှတဲ့အယူကပေါ့ဗျာအဲ့တော့အလုံးကိုင်းနဲ့ပတ်သက်တော့တဲ့ရှေ့တို့ကဲနောက်ဆိုကဲအခြေအနေတွေကြုံမယ်ဟိုအလုံးကအကောင်းလုံးလို့ဒီအလုံးကအကောင်းလုံးနဲ့အချိန်ကုန်သွားတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အလုံးကိုင်းကုမ္ပဏီဝန်ထမ်းလုပ်နေတဲ့သူတွေဆွဲရဝန်ထမ်းလုပ်နေတဲ့သူတွေဆိုရင်အဲ့ဒီအလုပ်ကနေပြီးတော့ထွက်ပြေးခြင်းသိတွေပေါက်သွားတတ်တယ်စမလို့ကျင်တော့ဒီလိုကြီးကိုနားပလိုက်မယ်ထွက်ပလိုက်မယ်နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့သူတွေဆိုရင်လည်းဒီလိုကြီးကိုလုံးဝရပ်တန့်ပလိုက်ခြင်းသိတွေပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အလုပ်နဲ့ပတ်သက်ပြီးတော့ညွှန်ကြားတဲ့ကဘာဖြစ်မလဲဆိုရင်စနေသားသမီးတွေအတွက်စီးပွားရေးအလုပ်အကိုင်အကြံစီတွေနဲ့ပတ်သက်တဲ့ညွှန်ကြားချက်ကဘာလဲဆိုတော့ငြိမ်နေတင်တာပေါ့ဒီတွေကဘာမှမဆုံးဖြတ်ချက်ဆိုတဲ့မချမှတ်တင်ဘူးအဲ့ဒီအလုပ်ကလေးကိုပဲဒီတိုင်းလေးမှေးပြီးတော့လုပ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့လူကလည်းစီးပွားရေးအပြောင်းလဲတွေမလုပ်နဲ့ရောလုပ်ငန်းတိုးချဲ့တာတွေလုပ်ငန်းရပ်ဆိုင်းတာတွေလုပ်ငန်းအပြောင်းလဲတွေမလုပ်တဲ့နောက်တစ်ခုကကုမ္ပဏီဝန်ထမ်းထွက်ချင်တဲ့ပေါင်းနေတယ်မထွက်နဲ့အစိုးရဝန်ထမ်းထွက်ချင်တဲ့ပေါင်းနေတယ်မထွက်နဲ့ဒီတွေမှာအလုံးနဲ့ပတ်သက်ရင်ကြီးမားမားအပြောင်းလဲဆုံးဖြတ်ချက်အပြောင်းလဲတွေမချမှတ်သင့်ပဲနဲ့လက်ရှိအခြေအနေလေးကိုမယိမ့်ရင်တော့မှေးပြီးတော့နေတိုင်းပြုလုပ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီကာလမှာကျွန်တော်တို့စနေသားသမီးတွေရဲ့အလုပ်ကိုင်းတွေအကြံစီတွေစိတ်ကူးတွေနဲ့ပတ်သက်ပြီးတော့လုပ်ရင်ကောင်းမလားမကောင်းဘူးလားလုပ်တင်လားမလုပ်တင်ဘူးလားဆိုရင်လောလောဆယ်တော့အဆုံးဖြတ်ချက်မချမှတ်နဲ့ဟုတ်ကိုပဲပြောရမှာဖြစ်ပါနောက်လူမှုရေးပေါ့နော်လူမှုရေးနဲ့ပတ်သက်ရင်တော့သူကနှလုံးသားမှာဓာတ်လုံးလက်ဆိုင်နေတယ်ကံကြမ္မာနမိတ်ကြလူမှုရေးကံတာမကောင်းလူမှုရေးနောက်ချက်တွေပေါ်တတ်တယ်အထူးသတိထားတင်တယ်ပေါ့နော်အဓိကတော့ယောက်ျားနဲ့မိန်းမနဲ့ယောက်ျား
စုပ်တွေးပွေလီမှုတွေကြောင့်စိတ်တော့ကရောက်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ကိုယ်လိန်ညာလှည့်စားဘာယာများတဲ့သူနဲ့ကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်လည်းနည်းနည်းလေးပူပန်သောကများတတ်ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်တူရတတ်တယ်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့ဒေါသထွက်ရတတ်တယ်တောကဖြစ်ရတတ်တယ်ဆွေမျိုးသားချင်းတွေနဲ့ဝလန်းခွဲရတတ်တယ်ပေါ့နော်နောက်ဒီကနေ့မှာစက်တူရှေရပူတဲ့ပေါင်းဆက်လေးတွေရှောင်းတင်ပါနောက်ပညာရေးကဏ္ဍဒီမှာကျတော့ Queen ဆိုတာဘယင်းမနမိတ်ကြတယ်နမိတ်အတိုင်းဆိုရင်တော့တော်တော်လေးကောင်းတယ်အဲ့တော့အရန်ကောင်းတယ်ငန်းတဲ့မဟုတ်ကောင်းတယ်ပညာရေးခံတော်တာတော်တော်ကောင်းတယ်တော့ဆောင်းဝတ်ပြေဖို့ကြိုးစားနေတဲ့ပင်လန်းတက်ဖို့ကြိုးစားနေတဲ့နိုင်ငံတော်ပညာတော်သင်သွားဖို့ကြိုးစားနေတဲ့စနေသားသမီးတွေအတွက်တူတူတော်အောင်မြင်မှုရတတ်တဲ့ချိန်ကာလမျိုးဖြစ်ပါတယ်နောက်ခြေတော်နဲ့ပတ်သက်တဲ့ကဏ္ဍမှာကျတော့ King ဆိုတာဘယင်းနမိတ်ပေါ့နော်ဘယင်းနမိတ်ကကျတော့တော်တော်လေးကောင်းပါတယ်အခြေကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာအဖက်ဘက်ကနေပြီးတော့အဆင်ပြေမယ်ပေါ့နော်အဲ့တော့တော်လေးကောင်းပါအခြေအဲ့တော့စနေသားသမီးတွေကိုခြုံငုံပြောရင်တော့အခြေအိမ်တော်ရေးကံတော်တာကောင်းမယ်ဒီကငွေချင်းနဲ့ပတ်သက်တဲ့ကံတော်တာတွေကောင်းမယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတော်တာတွေကောင်းတင်နာရေးကံတော်တွေမှာကောင်းတယ်ပေါ့နော်အဲ့တော့အလုံးနဲ့ပတ်သက်တာရဲ့ဆွေမျိုးသားချင်းရဲ့လူမှုရေးတွေမှာတော့နည်းနည်းအခက်အခဲလေးတွေကြုံရတတ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာဆိုရင်အစိမ်းရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်ကီလိုဓာတွေကံမဲတို့ဓာတွေဝါဒနာပါတဲ့စနေသားသမီးတွေဆိုရင်တို့လေးစား6ဆုံးလို့6စား4ဆုံးလို့စတဲ့နံပါတ်တွေရှာပြီးတော့တိုးတင်ပါနောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတရားတဲ့ပကံပေါ့နော်တရားတဲ့ပကံကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာအញ្ញံခိုက်တွေတည်ပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒီနေ့သားသမီးကျောင်းရဲ့မိတ်ဆွေပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာပြီးတော့လိုရာဆန္ဒကလုံးတော်တွေရရှိနိုင်ပါစေ။ကျန်တဲ့အောင်ဆောင်နဲ့မြောက်ကြပြီးတော့စီဝါဥစ္စာတွေတိုးတက်နိုင်ကြပါစေလို့ဒီလိုမင်္ဂလာချမ်းလေးလိုက်လိုက်လဲဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။